ညီမန်ခွန်သူများခောက်သွားပြီဗျာမဟုတ်တော့အဲ့ဒီချစ်စရာလေးဗျာကျိုးအိုးဝါကျင်နေရပဲကြောက်ဖြစ်လိုက်ပြီးပြီဗျာဒီတော့ရေနေဆိုဝါစီဝါခဲလေးအမိုးအုံနေလို့နေပူရင်တော့အားလာမှာဗျပုံဝင်နေမှာကြောက်ပြောင်လေးဗျာတော်လာဗျာအမျိုးလေးလည်းထွက်တယ်ဗျမြေမှန်ကြောပါတဲ့ခါကျတော့အဲဒီမှာတစားတွေ့ပြီဒီမှာတစားတွေ့ပြီတွေ့ရင်လည်းအဲ့လိုမျိုးတွေ့ရဗျနှစ်ဆကဲဒီလေးဆေးပြီးတော့စစ်ကြည့်မယ်ဗျာအပဲ့လေးဗျာသူကအဟောင်းကြောကအဟောင်းကြောဆိုတော့ကြောက်ကအပဲ့အရွယ်ရောနည်းနည်းများရဗျာဒါပေမဲ့ကြောက်စီကြောက်တာကောင်းမှုအရေးကြီးရဗျကြောက်စီကြောက်တာကောင်းရင်ဖြတ်လို့ရပါဗျာအဲဒီကောင်လေးဆိုမစိုးဘူးဗျာဒီမှာသူကအပေါ်မှာလဲပန်းပေါက်လေးပါတယ်ပဲ့သွားတဲ့ပဲ့သားလေးကလည်းသူကနေတူပတိတို့ဘာလို့ထုတ်လို့ရပါဗျာဖြတ်ချင်တောက်ချင်တော့ယူသွားလို့ရပါဗျာပန်းလေးလည်းပါလိမ့်မယ်ဗျာတားတန်းလေးကဆိုတော့ခါးသားပေါ့ဗျာခါးသားတော့ရှိတယ်ပန်းလေးတော့ပါမှာဗျာဒီမှာပန်းပေါက်လေးဒီမှာလေးအဲ့လိုလေးတော့ပါမှာဒါလေးတော့ဖြတ်ဖို့အတွက်အိမ်ကိုထဲသွားမယ်ဗျဖြတ်ဖို့တစ်လုံးရပြီဒီလိုတော့အေးစစ်ပဲဆိုတော့လိုက်ချနေတာမလောကြမလို့ဗျအေးစစ်လိုက်တော့